Spider-Man ဟာ Venom ဆင်းပိုင်ရဝတ်စုံကိုချုပ်ဖို့အပြင်းထန်ကြိုးစားပေမဲ့သူ့ကိုယ်သူပေါင်းဆက်ပြီးသားပါဖြုတ်လိုက်တာကသူ့လက်မောင်းကိုဖျက်လိုက်တယ်လို့နာကျင်စရာကောင်းပါတယ်ပီတာရဲ့ပြင်းထန်တဲ့အော်ဟစ်တန်တွေကဖျားเจ้าတစ်ခုလုံးကိုပဲ့တင်ထက်သွားပြီးအက်တီကိုဆွဲဆောင်သွားပါတယ်အက်တီကပီတာရဲ့တေဆုံးမှုအတွက်ဆူတောင်းမှုရောက်လာပါတယ်အက်တီကပီတာနဲ့ရုန်းကန်မနေတော့ပါဘူးအက်တီရဲ့အပြက်သဘောဆောင်တဲ့စိတ်ခံစားချက်တွေကပိုပြီးဆွဲဆောင်မှုရှိပြီးပီတာကနေမြ мян ဆဆန်းခွဲထွက်သွားပြီးအက်တီကိုတွေ့ကပ်လိုက်ပါတယ်သူ့ရဲ့အားနည်းတဲ့စိတ်ဆန္ဒကြောင့်အက်တီလုံးဝမခံနိုင်တော့ပဲသူ့ရဲ့အမုန်းတရားရဲ့ကျွန်တယောက်ဖြစ်လာပါတယ်တင်မန်းနွမ်းနယ်နေတဲ့ပီတာအိမ်ပြန်လာပါတယ်ရေကသူ့ခန္ဓာကိုယ်ကအညစ်အကြေးတွေကိုစေးကြောပေးတယ်လို့သူ့ဝိညာဉ်ကိုလည်းတန့်စင်ပေးတယ်လို့ပါပဲနောင်နာတွေနဲ့ပြည့်နှက်နေတဲ့သူ့ရဲ့အတိတ်ကအမားတွေကိုပြန်ပြောင်းတွေးတောနေပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလက်စားချေခြင်းစိတ်ကြောင့်အက်တီဟာဆက်မန်းနဲ့ပူးပေါင်းလိုက်ပါတယ်မယ်ရီဟာပီတာရဲ့အားနည်းချက်ဖြစ်ကြောင်းသိလိုက်ရတဲ့အခါသူတို့ကသူမကိုပြန်ပေးဆွဲပြီး Spider-Man ကိုလူသိရှင်ကြားအစိန်ခေါ်လိုက်ပါတယ်ပီတာကသူ့မှာထွက်ပေါက်မရှိတော့ဘူးဆိုတာသိလိုက်ပါတယ်အိမ်ပြန်ရောက်တော့သူ့အိမ်ယာအောက်မှာကြာမြင့်စွာဝတ်ထားတဲ့အနီနဲ့အပြာရောင်ဝတ်စုံကိုထုတ်ယူလိုက်တယ်အက်တီကိုတယောက်တည်းရင်ဆိုင်လို့မရဘူးဆိုတာသူနားလည်တာကြောင့်ဟယ်ရီစီကအကူအညီတောင်းလိုက်တယ်ဟယ်ရီကလှည့်ကြည့်လိုက်တော့ပီတာပေါ်အပြည့်အဝအပြစ်တင်နေတဲ့ကြောက်မက်ဖွယ်မာရွတ်တွေနဲ့မျက်နှာကြီးကိုဖော်ထုတ်လိုက်တယ်သူ့အဖေအသက်ခံရတာနဲ့သူ့မျက်နှာပျက်စီးသွားတာတွေကသူ့ကိုအမုန်းတရားတွေနဲ့ပြည့်နှက်စေတယ်ချစ်ရတဲ့အမျိုးသမီးတေဆုံးတာကိုပီတာကြည့်နေစေခြင်းနဲ့သူ့အမားကိုတီးတဲ့ပီတာကအကျိုးဆက်တွေကိုပဲလက်ခံနိုင်တယ်ပီတာထွက်သွားပြီးနောက်တစ္ဆာရှိတဲ့အိမ်တော်ထိန်အိုကြီးကဟယ်ရီနဲ့သူ့ရဲ့အကောင်းဆုံးတငယ်ချင်းရန်သူတွေဖြစ်လာတာကိုမမြင်ချင်ဘူးဟယ်ရီရဲ့အဖေတေဆုံးခြင်းအကြောင်းအမှန်တရားကိုနောက်ဆုံးတော့သူဖော်ထုတ်လိုက်တယ်သူ့ကို Spider-Man လက်ချက်နဲ့မဟုတ်ပဲ Green Goblin ရဲ့လေရင်ပြန်ကြောင့်တေဆုံးခဲ့တာပါပီတာကတိပေးထားတဲ့အတိုင်းတွေ့ဆုံရနေရာကိုရောက်လာတယ်မေရီ Venom အက်တီတို့ကိုကယ်တင်ဖို့ကြိုးစားနေတော့မှပဲရုတ်တရက်တိုက်ခိုက်ပြီးသူ့ကိုကန်ထုတ်လိုက်တယ်တချိန်ကပီတာနဲ့နှောင်ကြိုးခွဲခဲ့ဘူးတဲ့ဆင်းပိုင်ရကသူ့ရဲ့စွမ်းရည်တွေကိုပြည့်စုံစွာပုံတူကူးယူနိုင်ခဲ့ပြီးအက်တီကိုပိုပြီးမြန်ဆန်ပြီးပိုအားကောင်းစေခဲ့ပါတယ်ဗီနိုရဲ့ခြေသေးတွေကပီတာကိုထိုးတော့မလို့ပဲမယ်ရီကအုတ်ခဲတစ်ခဲကိုဆွဲယူပြီးအက်တီရဲ့ခေါင်းကိုရိုက်ခွဲလိုက်ပါတယ်အခွင့်အရေးကိုစုပ်ကင်ပြီးပီတာကလွတ်မြောက်ပြီးအက်တီရဲ့မျက်နှာကိုထိုးလိုက်ပါတယ်သူတို့နှစ်ယောက်ဟာအမြင့်ကြီးကနေရုံထွက်ပြီးပြုတ်ကျသွားပါတယ်ဆင်းပိုင်ရရဲ့လွှမ်းမိုးမှုကိုခံရပြီးအက်တီဟာပီတာကိုတတ်ဖို့ရည်ရွယ်ချက်နဲ့တိုက်ခိုက်ပါတယ်လှုပ်ရှားမှုတိုင်းမှာဆင်းပိုင်ရကသူ့ကိုပြန်တွေ့ချင်နေသေးတယ်ဆိုတာပီတာသဘောပေါက်သွားပါတယ်သူ့မှာရှိသမျှအရာအလုံးကိုရုန်းကန်နေရပေမဲ့လွတ်မြောက်အောင်ကြိုးစားနိုင်ခဲ့ပါတယ်သူလွတ်မြောက်အောင်ကြိုးစားခဲ့ပါတယ်သူမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်လဲကျသွားပါတယ်တဲတွေပြန့်ကျဲနေတာကိုမြင်တော့ပီတာကတခုခုမှားနေတယ်လို့ခံစားလိုက်ရပါတယ်နောက်ခိုက်တက်မှာအာရာမဲအားလုံးစုဝေးလာပါတယ်ဆက်မန်းကသူ့ကိုယ်သူမြင်မာတဲ့အေယာမလူတစ်ယောက်ဖြစ်ပြောင်းလဲသွားပါတယ်ဗီနိုနဲ့ဆက်မန်းရဲ့ပေါင်းဆက်ဆွမ်းအားကိုရင်ဆိုင်ရတဲ့အခါပီတာဟာလုံးဝစိတ်သက်သာသွားပါတယ်အက်တီကပီတာရဲ့လယ်ပင်ကိုလက်နဲ့ဖတ်ထားလိုက်ပြီးဆမ်မန်ကလက်သီးကြီးတစ်ချောင်းကိုမြှောက်ကသူ့ပေါ်ပစ်ချလိုက်တယ်ပြင်းထန်တဲ့ဒဏ်ရာတွေရနေပေမဲ့ပီတာရဲ့အတွေးတွေကတော့မေရီရဲ့ဘေးကင်းရဲ့အတွက်ပဲကြံနေခဲ့တယ်ဆမ်မန်ကသူ့ကိုအပီးပိုင်ချေမုန်းတော့မဲ့အချိန်မှာပဲဖျဲသီးပုံးတစ်လုံးကရုတ်တရက်လွင့်စင်လာပြီးဆမ်မန်ရဲ့နားထဲကိုပြုတ်ကျပြီးသူ့ရဲ့ကြီးမားတဲ့ခေါင်းကိုချက်ချင်းပဲကြေမွသွားစေခဲ့တယ်